အောင်မြင်မှုတွေရခဲ့တယ်။တိုင်းပြည်ကိုခုတုံးနေတာကတိုင်းပြည်နဲ့လူမျိုးဘာသာတယ်ဟုတ်လားမဟုတ်လား။ဟုတ်ပါတယ်။ခုနကတော့ကျေးဥစွာကျွိုင်းလာတို့ကကမ္ဘာလူမျိုးနဲ့ကျွန်းလာမျိုးနဲ့တစ်စက်မျိုးနဲ့ကဒါပြည်သူစစ်ကြားရဲ့ပူဇာရောလူရဲ့ပူဇာရောဆရာတို့ကကျေးဇူးတင်ကြောင်းပြောရလို့ပါတယ်။ရှင်းပါရဲ့။ရှင်းပါရဲ့။အဲ့တော့ဒီကိုတော့ခုတော့စုံနေမှလည်းလုပ်လာကြတာတွေကတိုင်းပြည်ကနေပြီးတော့နိုင်ငံတော်ကြီးတွေကလည်းသူတို့ကိုအားလုံးကလည်းဒါကိုဝမ်းမြောက်ဝမ်းသာဖြစ်တယ်။အဲ့တော့ဒီကိုတော့နေရာတွေကတိုင်းပြည်ရအောင်လုပ်ကြတာမဟုတ်လား။ဟုတ်ပါတယ်။တိုင်းပြည်ရအောင်လုပ်ကြတာမဟုတ်လား။ဟုတ်ပါတယ်။29ရက်3လပိုင်း2024နော်ဆရာတော်ရဲ့ပြည်သူ့စစ်ထုခုမှန်တက်ဖွဲ့ဖြစ်တယ်အကြံဖတ်တွေကိုနေမှုအတွက်အဲ့တော့ဒါထုတက်ဖွဲ့ဖြစ်တယ်နော်အဲ့တော့တိုင်းပြည်နဲ့လူမျိုးဘာသာနာကိုဖျက်ဆီးနေတဲ့လူရုံမာတွေကိုနေမှုအတွက်နော်လက်ဆက်လက်နာကတော့မင်းတို့ PDF တွေအတွက်ကတော့နော်အမုံချင်မှဖြစ်ပါတယ်အကြံဖတ်တွေကိုတိုင်းပြည်တည်ငြိမ်အောင်တိုင်းပြည်တည်ငြိမ်အောင်ဒါတိစောက်မဲ့နော်ဒါတိုင်းပြည်ကိုတည်ငြိမ်အရှံအောင်နော်ကာကွယ်မဲ့ပြည်သူ့စစ်တွေဖြစ်ပါတယ်နော်ငါတို့လည်းတက်နေလို့ပဲကိုမျိုးကိုရကိုဒေတာကိုစီစီလုံးလုံးနဲ့ကာကွယ်ပေးကြဖို့ဆရာတော်မင်းရလို့တယ်နော်ငါတို့ဒါကမ္မလူမျိုးနယ်လို့ပဲကိုမျိုးကိုရကိုဒေတာကိုဒါတခြားမျိုးနယ်ရွာဒေတာတွေလည်းကာကွယ်ကြဖို့တယ်ဆရာတော်မင်းရလို့တယ်နော်အဲ့တော့ဆရာတို့ဒါပြည်သူ့စစ်ထုခုမှန်တို့တက်ဖွဲ့တွေဖြစ်တယ်တိုင်းပြည်နဲ့လူမျိုးဘာသာသာနာကိုစောင့်ရှောက်နေတဲ့အဖွဲ့တွေဖြစ်တယ်နော်နော်ပြည်သူတွေဒါအေးဝအေးရတယ်စာကောင်းတင်ရတယ်တောင်သူတွေလုံငန်းကောင်းလုပ်ရတယ်နော်ဒါဒီပြည်သူ့စစ်တွေရဲ့ဂုဏ်ကျေးဇူးတရားတွေကြောင့်အဲ့တော့အခုလိုကိုမျိုးကိုရွာကိုဒေတာကိုကာကွယ်လို့ရှိရင်မပျက်စီးတော့ဘူးလို့နော်ကျန်တဲ့မျိုးရွာတွေကလည်းငါတို့လိုခုကမ်လူဒေတာလိုပဲပြည်သူ့စစ်တွေဖွဲ့ကြကာကွယ်ကြပြည်သူ့စစ်မှုထမ်းဝင်လည်းလုပ်ကြပါလို့ဆရာတော်မင်းကြလို့ပါတယ်ဗျအကြမ်းဖက်တွေလည်းပဲမင်းတို့တိုင်းပြည်ကိုမဖျက်ဆီးနဲ့ဆရာတော်မင်းကြလို့တယ်နော်ဆရာတို့ရဲ့ပြည်သူ့စစ်တွေတွေ့ရမှာလားမင်းတို့အကြမ်းဖက်တွေကိုအမှုန့်ချင်မဲ့ဖွဲ့တွေနော်အေးအဲ့တော့ဒါဆရာတို့ရဲ့တိုင်းပြည်နဲ့မျိုးဘာသာနာအတွက်နော်ဗုဒ္ဓရဲ့စစ်တီတော်တွေဖြစ်ပါတယ်နော်မျိုးဘာသာနာကောင်းမဲ့စစ်တီတွေဖြစ်ပါတယ်အဲ့တော့ပြည်သူ့စစ်ညီကိုများဆောင်းရှင်းမှန်းများအောင်မြင်ကြပါစေတိုင်းပြည်နဲ့လူမျိုးဘာသာနာကိုစောင့်ရှောက်နိုင်ကြပါစေဗျာနော်အဲ့တော့ကျန်တဲ့မျိုးတွေရွာတွေလည်းပဲပြည်သူ့စစ်တွေဖွဲ့ကြပြည်သူ့စစ်မှုတော်တွေလုပ်ကြဒီမျိုးတွေရွာဒီနိုင်ငံမှာနေတာဒီမျိုးတွေရွာဒီနိုင်ငံမှာကြီးပြင်းလာဒီစံတော်ဆိုတာဒီမျိုးတွေရွာဒီနိုင်ငံမှာပျက်စီးအောင်တော့အားလုံးမှာကာကွယ်မှတာဝန်ရှိတယ်နော်ဒါဆရာတော်တို့ရဲ့ပြည်သူ့စစ်အထူးကွန်မန်ဒိုဗုဒ္ဓရဲ့စစ်တီတော်များဖြစ်ပါတယ်ကဲအားလုံးပဲပြည်သူ့စစ်ညီကိုများတိုင်းပြည်နဲ့အမျိုးဘာသာနာကိုစောင့်ရှောက်နိုင်ကြပါစေကာကွယ်နိုင်ကြပါစေဆောင်းချက်မှန်သမျှအောင်မြင်နိုင်ကြပါစေ PDF အကြမ်းဖက်မှန်သမျှလူရုံမာတွေကိုလည်းအများဆုံးကာကွယ်နိုင်ပါစေဗျာနော်နာဆာကဆိုကနေတူညမတော်တော်ကြီးဆောင်းချက်မှန်သမျှလည်းအများဆုံးအောင်မြင်ကြပါစေတိုင်းပြည်အများဆုံးတည်ငြိမ်အေးချမ်းကြပါစေဒကာဓမ္မတွေလည်းပဲဘောကတွေကင်းဝေးကြပါစေအကြမ်းဖက်ဘေးကနေအားလုံးပဲကင်းဝေးကြပါစေဗျာ PDF တွေကောင်းကောင်းနေဆရာတော်မင်းကြလို့တယ်အကြမ်းဖက်မှန်လို့ရှိရင်နော်ငါတို့ပြည်သူ့စစ်အထူးကွန်မန်ဒိုဖွဲ့တွေအမှုန့်ချမှဖြစ်ပါတယ်ကမ္ဘာလူမျိုးနဲ့ငါတို့လိုကမ္ဘာလူမျိုးနဲ့လိုပဲနော်စီစီလုံးလုံးနဲ့ကာကွယ်ကြကိုမျိုးကိုဒေတာကိုနော်ဒါဆရာတို့ရဲ့ကမ္ဘာလူကျွန်းလာသုံးမျိုးနဲ့ရပြည်သူ့စစ်အထူးကွန်မန်ဒိုဗုဒ္ဓရဲ့စစ်တီတော်ညာဖြစ်တဲ့အကြမ်းဖက်တွေကိုနေမှုနော်ဒါကိုမျိုးကိုဒေတာကိုကာကွယ်ဖို့တဲ့အကြမ်းဖက်မှန်ခဲ့တဲ့ချင်းတကောင်မှရှင်းမထားဘူးနော်ငါရဲ့ပြည်သူ့စစ်အထူးကွန်မန်ဒိုဖွဲ့တွေကအမျိုးဘာသာသာသနာအတွက်ကာကွယ်ပေးနေတာတိုင်းပြည်ကိုတည်ငြိမ်အောင်ကာကွယ်ပေးနေတဲ့ဖွဲ့တွေဖြစ်ပါတယ်ဗျအကြမ်းဖက် PDF တွေကောင်းကောင်းနေဆရာတော်မင်းကြားလို့တယ်နော်အာမချောင်းနဲ့အာမယောင်နဲ့အဲ့တော့အမျိုးဘာသာနာကိုကာကွယ်ကြနော်အဲ့တော့ PDF တွေမင်းတို့ညင်မရကြတော့နော် PDF တွေညင်မရကြတော့တွေ့မလားနော်ဆရာတော်ဖွဲ့တွေနော်တွေ့လိမ့်မယ်တွေ့လားမင်းတို့